အိုးထွက်ဖို့မှာဂိုးမိုးတွေရွာတော့မှာလားအားလုံးပဲမင်္ဂလာပါခရစ်စမတ်ပြီးဘောင်စင်ဒေးမှာပရီးမီးယားလိပွဲတစ်ပွဲလေးရှိတာကိုတော့ညီကိုတို့တီးပြီးသားဖြစ်မှာပါဒီညစနေနေ့မနက်ပိုင်း2 နာရီခွဲမှာရှင်ပြိုင်ကြမယ်မန်ချက်စတာယူနိုက်တက်နဲ့နယူကာဆယ်တို့ရဲ့ပွဲစဉ်မှာအသင်းဆုံးဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာကြောင့်ဒီပွဲကဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲဒီပွဲဟာရိုးရိုးပွဲတစ်ပွဲတော့မဟုတ်ပါဘူးဘောင်စင်ဒေးမှာတစ်ပွဲတည်းရှိတာဆိုတော့ဒီကမ္ဘာလုံးကပရိသတ်တွေစောင့်ကြည့်နေကြမှာပါမန်ယူကလက်ရှိအဆင့်9နေရာမှာရပ်တည်နေပြီးနယူကာဆယ်ကတော့17မှာပါအသင်းကြားမှာ3မှတ်ပဲကွာတာကြောင့်ဒီပွဲကရေးပါတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါအသင်းလုံးရဲ့နောက်ပိုင်းခြေစမ်းတွေကလည်းဒီငြိမ်မှုမရှိဘဲခံစစ်ပိုင်းမှာအားနည်းချက်တွေရှိနေတာကြောင့်သွင်းဂိုးတွေအများကြီးမြင်တွေ့ရနိုင်ပါတယ်ဒီကပြဿနာကတော့ဒဏ်ရာကိစ္စပါပဲအသင်းလုံးမှာဒဏ်ရာတွေကြောင့်ကစားသမားတော်များများပါဝင်နိုင်မှာမဟုတ်ပါဘူးမန်ယူဘက်မှာဆိုရင်ကပတိန်ဘရူနိုဖာနန်ဒက်နဲ့ကိုဘီမိန်နူတို့လိုကစားသမားတွေမပါဝင်နိုင်ပါဘူးဘရူနိုမရှိရင်မန်ယူရဲ့ကွင်းလေဖန်တီးနိုင်စွမ်းကအားနည်းသွားနိုင်ပါတယ်။ဒါ့မှာဆိုလဲဟာရီမကွိုင်ယာနဲ့ဒီလစ်တို့ကဒဏ်ရာတွေနဲ့ရုန်းကန်နေရပါတယ်။ဒီကနယူကာဆယ်ဘက်အခြေအနေကအပိုတောင်ဆိုးပါတယ်။ကစားပိုင်းမှာဒဏ်ရာရကစားသမားအတော်များပါတယ်။ဒါပေမဲ့ကိုသမားနစ်ပုတ်ကတော့ပြန်လဲပါဝင်နိုင်ခြေရှိပြီးတိုက်စစ်မှာတော့အန်တိုနီဂေါ်ရန်နဲ့နစ်ဂိုမိတ်တို့ကသွင်းဂိုးတွေသွင်းယူပေးနိုင်ပါတယ်။မန်ယူရဲ့နောက်ဆုံးပွဲတွေမှာရလဒ်တွေမကောင်းခဲ့ပါဘူး။အင်္ဂလန်မှာလည်းနိုင်မရတာကြားပါပြီ။နယူကာဆယ်ကလည်းချယ်ဆီနဲ့တေချထားပြီးဆန်နာလန်ကိုရှုံးထားပါတယ်။ဒါပေမဲ့အဝေကွန်ပွဲတွေမှာတော့ရလဒ်တွေမဆိုးပါဘူး။နောက်ဆုံး6ပွဲမှာဂိုးတွေအများကြီးမြင်တွေ့ခဲ့ရပါတယ်။အတွက်မှတ်တမ်းတွေအရနယူကာဆယ်ကအားသာထားပါတယ်။နောက်ဆုံး6ပွဲမှာနယူကာဆယ်က9ပွဲအထိအနိုင်ရထားပါတယ်။ဒါပေမဲ့အိုးထွက်ဖို့မှာကစားရတဲ့ဘောက်စင်ဒေးပွဲတွေမှာမန်ယူကနိုင်ရတာများပါတယ်။အသင်းစလုံးခံစစ်အားနည်းတာကြောင့်3ဂိုးအထက်မြင်တွေ့ရနိုင်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ပြည်သက်တို့အနေနဲ့ရောဒီပွဲမှာဘယ်သူတွေနိုင်ရမယ်လို့ထင်ပါသလဲ။အချက်မှာဝင်ရောက်ဆွေးနွေးခဲ့နိုင်ပါတယ်။